တယောက်ယောက်ကိုကကျေးဇူးတင်တဲ့အခါမှာပဲဖြစ်ဖြစ်တယောက်ယောက်ကိုတည်ဆုံးသွားတဲ့အပေါ်မှာကိုကသိရလို့ကိုယ့်ရဲ့ဝမ်းနည်းမှုကိုဖော်ပြတဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ့်ရင်ထဲကနေလှိုက်လှိုက်လဲလဲဖြစ်တော့လေးနက်တော့နတ်ဆိုင်တော့အဲ့လိုမျိုးဖော်ပြတဲ့အင်္ဂလိပ်စကားလုံးကိုကြတော့ heartfelt လို့ခေါ်ပါတယ်နတ်ဆိုင်တော့လေးနက်တော့လှိုက်လှိုက်လဲလဲဖြစ်ပေါ်လာတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ heartfelt ဆိုတာက heart ကကြတော့နှလုံးသားဖြစ်တယ် felt ကကြတော့ရေပျော်တာပေါ့နော်ဆိုတော့ရင်ထဲကနေလာတယ်ဆိုတဲ့အဓိပ္ပာယ်ပါ heartfelt ဖြစ်ပါတယ် for example အနေနဲ့မှာကြံရစ်တဲ့မိသားစုပေါ်မှာငါတို့ရဲ့ခြေခွဲဝမ်းနည်းမှုကိုပေးပို့ပါတယ်ဖော်ပြလိုပါတယ်လို့ပြောတဲ့အခါမှာဒါကတော့နာရေးတွေမှာသုံးတာပေါ့နော်အဲ့လိုမျိုးနာရေးတွေမှာသုံးနေဆိုရင် rest in peace တခုတည်းမဟုတ်ဘဲနဲ့ဒီလိုမျိုးလေးပြောလို့ရတယ် we send our heartfelt condolences to the family ငါတို့ရဲ့ခြေခွဲဝမ်းနည်းမှုရင်ထဲကလာတဲ့ခြေခွဲဝမ်းနည်းမှုကိုမိသားစုထံပေးပို့ပါတယ်ဆိုပြီးတော့မှပြောလို့ရပါတယ် condolences ဆိုတဲ့အသုံးပါသူ့ရဲ့အတန်ထွက်ကကြတော့ condolences လို့လည်းထွက်တယ်လို့ condolences လို့လည်းထွက်ပါတယ်ဒါကကြတော့နာရေးတွေအတွက်ကိုယ့်ရဲ့ခြေခွဲဝမ်းနည်းမှုတွေကိုဖော်ပြတဲ့အခါမှာသုံးတဲ့ example ဖြစ်ပါတယ် we sent our heartfelt condolences to the family ဆိုတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျေးဇူးတင်တဲ့အခါမှာလဲ heartfelt ကိုသုံးလို့ရတယ်လှိုက်လှဲကျေးဇူးတင်တဲ့သဘောတရားကိုပြောတာI'd like to extend my heartfelt thanks to everyone who worked on this project. ဒီစီမံကိန်းဒီ project မှာအတူပါဝင်ပြီးတော့မှအလုပ်လုပ်ကြတဲ့သူတဦးတယောက်ချင်းစီကိုရင်ထဲကနေလှိုက်လဲကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် I'd like to extend my heartfelt thanks to everyone who worked on this project ဖြစ်ပါတယ်ဆိုတော့ဒါကကြတော့ example အနေနဲ့ heartfelt ကိုဘယ်လိုသုံးရလဲဆိုတာလေးကိုပြပြတာပါရင်ထဲကနေလှိုက်လဲလာတယ်နက်ဆိုင်လာတယ်ဆိုတော့အသုံးအနှုန်းမျိုးဖြစ်ပါတယ်ပိုကောင်းတဲ့ဗီဒီယိုနဲ့တွေ့ကြမယ်ရွှေ education page ကို follow လုပ်ထားပေးပါဒီဗီဒီယိုကိုလည်း like နဲ့ share လုပ်ထားပေးပါအောင်နော် bye bye